ဟန်သားလိုထွင်းဖောက်မြင်ရတဲ့ခန္ဓာကိုယ်ရှိပြီးလက်သေးခွန်အရွယ်အစားလောက်ပဲရှိတဲ့ကမ္ဘာအသေးငယ်ဆုံးငါးမျိုးစိတ်စရင်းဝင်ဒန်နီယိုနယ်လာ10ရဲဘရန်ငါးလေးတွေဟာ2021ခုနှစ်မှာမှရှာဖွေတွေ့ရှိခဲ့တဲ့မြန်မာမျိုးရင်းငါးမျိုးစိတ်အသစ်ပဲဖြစ်ပါတယ်။ဒီငါးလေးတွေကိုပဲခူးရိုးမတောင်ဆောင်တွေကနောက်ကျတဲ့စမ်းချောင်းတွေနဲ့မော်ဘီမြို့အနောက်တောင်ဘက်မှာရှိတဲ့ဆယ်မြောင်းတူးမြောင်းတွေကနေစတင်တွေ့ရှိခဲ့ကြတာဖြစ်တယ်။ဒီငါးလေးတွေရဲ့အံ့ဩစရာထူးခြားချက်ကတော့အရွယ်အစားနဲ့မလိုက်ဖက်အောင်ကျယ်လောင်တဲ့အတန်ကိုထုတ်လွှတ်နိုင်ကြတာပဲဖြစ်ပါတယ်။ဒီအတန်ကိုသူတို့ရဲ့ swim bladder လို့ခေါ်တဲ့ငါးကိုရေအောက်မှာနေနိုင်အောင်လှုပ်ဆောင်ပေးတဲ့ကိုရင်းအင်္ဂါနာကကြွက်သားတွေကိုအသုံးပြုပြီးလွှင့်ထုတ်ကြတာဖြစ်သလိုအင်းအတန်ဟာဒက်စီဘဲခေါ်အတန်အတိုးကျယ်ကိုတိုင်းတာတဲ့ယူနစ်140တောင်ကျယ်လောင်တာတွေ့ရပါတယ်။ဒါဟာပစ္စတိုတနက်ပစ်ခတ်တန်ဂျက်လေရင်တစ်စင်းရဲ့ပြန်တက်တန်တို့နဲ့တူညီပြီး110ဓာတ်စီဘလောက်ရှိတဲ့စင်အော်တန်ထက်ပိုကျယ်လောင်တာလည်းဖြစ်ပါတယ်။အဲ့ဒီအတန်ကိုဒန်နီယိုနယ်လာငါးအထီးတွေကထုတ်လို့ကြတာဖြစ်ပြီးသူတို့ရဲ့ပိုင်နက်နယ်နိမိတ်ကိုဖော်ပြတာနဲ့အချင်းချင်းဆက်သွယ်တဲ့နေရာတွေမှာအသုံးပြုကြတာဖြစ်တယ်လို့သိရတယ်။ဒီလောက်ရွယ်စားနဲ့ကြောရိုးရှိတတဝါတွေကြားမှာတော့အခုလိုကျယ်လောင်လာတဲ့အတန်ကိုထုတ်လွှတ်နိုင်တာကမြန်မာမျိုးရင်းငါးလေးတွေရဲ့ထူးခြားလာတဲ့သဘာဝဖြစ်စဉ်ပဲဖြစ်ပြီးသူတို့ကိုကဘာတိအောင်ကြော်ကြားသွားစေခဲ့ပါတယ်တဲ့ရှင်။